ကဲဒီနေ့ဗီဒီယိုကတော့ PUBG gameplay ဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့စလိုက်အောင်ကျွန်တော်က player number 4ပါအပြင်ပုံနဲ့သူအောင်အသားကိုနည်းနည်းမဲပေးတာကဲလိန်ဘောကတော့ဆင်းလာပြီပထမဆုံးကတနက်အသေး2လက်တော့ရထားတယ်ဟာနောက်ကနေပြစ်နေရဟာခြေတံကြားတယ်ပြန်ထွက်ကြည့်လိုက်အောင်အပြင်ဘက်မှာရစ်တီလာလုံးပထမဆုံး first scale တော့ရသွားပြီ enemy ခြေတံကကြားနေရနောက်ကနေပြစ်တာဟာတွေ့ရရော့သွားပြီ enemy တွေ့ပြီ enemy နှစ်ကောင်တော့လက်စဖြောက်ပြီးသွားပြီ enemy ခြေတံကြားနေရင်အိမ်ထဲမှာဝင်ပုန်းနေတာကောင်းတယ်ခေါင်းဆောင်ပြီလားကြည့်ဟလားရှော့ပြီးနောက်တစ်ကောင်ခြေတန်းကြားနေရတော့မယ်ဒီကောင်ရဲ့အဖော်ပါလာတယ်ထင်တာပဲမင်းတို့ကောင်လေးကတော်တော်လွယ်တာပဲမြန်မာလိုရေးအေးဆေးထိုင်ပြစ်နေလို့ရတယ်တွေ့ပြီးရှေ့မှာ enemy 2ကောင်လောက်ကိုမြန်မာလိုရေးလက်တန်းပြစ်ပြမယ်ကြည့်နေစကုတ်နဲ့ကြည့်ဖို့တော့မလိုဘူးရှော့ရပြန်ပြီနောက်ထပ်2ကောင်နောက်ကနေပြင်းနေရဟာ9ယောက်ရှိပြီလက်စဖြောက်ထားတာရှေ့တက်ရနေပြင်းနေတာတွေးရတော့ရော့သွားတယ်ဟောလို့ပြေးဟောလို့ထပ်ပြင်းမယ်ဒီရှော့ပြီနောက်တစ်ကောင်အားလုံးမှ10ယောက်ရှိပြီပေါ်မှာ enemy 2ကောင်တော့ရှိစကုတ်တော်မချင်းပဲမြန်မာလိုကြီးကိုတန်းပြင်းနေတယ်တော့ကြံလေးရတော့ကြံလေးရရှော့စမ်းတော့အဲ့ဆိုရင်10ယောက်ရှိပြီပေါ့enemy က2ယောက်တစ်ဖွဲ့လာနေရတာသူရဖင်ကလောက်ပဲကြမ်းတော့တယ်ပြေးနိုင်မှလွတ်မယ်ဟုတ်လားကြီးရလာကုန်းနေရှော့တော့ပြန်ပြီနောက်တော့ကောင်ပြေးဟာပြေးနိုင်မှလွတ်မယ်တွေးရလဲဖင်ကလောက်ပဲကြမ်းတော့တွေးဖြစ်မှရအခုက enemy 12ယောက်တော့ရထားတယ်ရှေ့မှာ enemy 2ကောင်တော့တွေ့ထားတယ်ကျွန်တော်နောက်မှာပဲပုံနေရမလားထွက်ပြီးတော့ပြည့်ရမလားစဉ်းစားအောင်မယ်2ယောက်တယောက်ရတော့နည်းနည်းတော့လွန်တာပေါ့မြန်မာလိုကြီးတက်ပြစ်မယ်ကွာပြေးတာမှတွေ့ပြီးအောင်စကုတ်ချင်ပြီးမပြစ်တော့ဘူးဒါကြောင့်လက်တန်းပဲချနေရမင်းပြစ်နေရငါသိတယ်အခုတော့ပြေးလိုက်အောင်မယ်ကွာဒီကောင်ကလဲတယ်ကျွန်တော်နောက်မှာလာပုံးနေဒီဘက်မှာနောက်တော့အောင်ရှိတယ်တွေးရမဖြစ်ရသေးဘူးဒါတော့နည်းနည်းပြေးရအောင်မယ်ကြီးရတော့ကုန်တော့မယ်ရသလောက်တော့ပြစ်ထားလိုက်အောင်မယ်ကြီးကုန်ပြီဟာပြင်းနိုင်မှလွတ်မယ်
တွေးရလဲနေနေကြီးကရှိတော့ရှိတယ်ကြီးမဖြစ်ရသေးဘူးကြီးဖြစ်ပြီးပြန်လာခဲ့မယ်ကွာကဲလာပြီခုနကငါ့ကိုပြစ်ထားတာမင်းဘယ်ရောက်နေပြီလဲအခုတပွဲလုံးကိုကျွန်တော်ရဲ့ teammate 3ယောက်လုံးတယောက်မှမတွေ့သေးဘူးတယောက်တည်းပဲပြစ်နေရမင်းဒီနားမှာရှိတာငါသိရပါသားလို့ရအားလုံးပေါင်း15ယောက်ရှိပြီပေါ့ဒီပွဲရတော့ကစားရတာအချိန်တက်နေပြီဆိုတော့ပွဲရပြီးသွားတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုအသစ်တွေနဲ့တူပြန်လာခဲ့ပါအောင်မယ် Adios